မိတ်ဆွေများအားလုံးပဲမင်္ဂလာပါမိတ်ဆွေများအတွက်မျက်နှာပွင့်ကာရာတော်ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ယုံကြည်ဖြင့်မနဲ့အရာထမျက်နှာတစ်တိုင်းမှာကိုးကောက်ရုပ်ဖတ်ခြင်းဖြင့်မိမိတို့အလိုရှိရာဆန္ဒများပြည့်ဝကြပါစေဒီမျက်နှာပွင့်ကာရာတော်ကိုမနဲ့အရာထားတဲ့အချိန်မျက်နှာတစ်တဲ့အချိန်မှာယုံကြည်ဖြင့်နေ့စဉ်ကိုးကောက်ရုပ်ဖတ်ပူဇော်ရမှာဖြစ်ပါတယ်ဒီကာရာတော်ကိုရုပ်ဖတ်ခြင်းဖြင့်ဉာဏ်ပွင့်လန်းခြင်းချစ်သူခင်သူပေါ်များခြင်းတောလီယာရက်တောလီယာဒေသတို့၌ဉာဏ်မြင့်ချစ်ခင်တန်ကြသနာပါသည်ချစ်သူခင်သူပေါ်များ၏ကုညီမဆာဆောက်ရှောက်မဲ့သူများပေါ်များပါသည်ဆိုပြီးတော့စိတ်ထဲကနေပြီးတော့ရေရွတ်ပြီးတော့မနဲ့အိယာထမျက်နှာတစ်ပြီးဆိုတာနဲ့မိတစ်မဲ့ရေကိုလက်ကလေးထည့်ပြီးတော့ဗောနော်ကိုးကောက်ကာရာတော်ကိုရွတ်ဖတ်ရမှာဖြစ်ပါတယ်အဲ့တော့ဒီကာရာတော်ရွတ်ဖတ်ဖို့အတွက်ကိုကားတဲ့စာလေးနဲ့တင်ပေးထားပါတယ်မိတ်ဆွေများအားလုံးပဲမျက်နှာပွင့်ကာရာတော်ကိုယုံကြည်ဖြင့်နေ့စဉ်ကိုးကောက်ရွတ်ဖြင့်မျက်နှာပွင့်လိုက်ရင်ချစ်သူခင်သူပေါ်များကြပါစေဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယနာမံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယနာမံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယနာမံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံဗုဒ္ဓံဓမ္မံသံဃေသမာတိကောဒိဋ္ဌိယောပုရိသဓမ္မာနာနံပိယလာဗံ